မင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာကျွန်တော်တို့လာပြောင်းတာနဲ့ရက်တွေအလိုလျောက်ပြောင်းပြီးတော့စနေတနင်္ဂနွေကိုအယောင်ချဲပေးတဲ့အတန်တန်ဆရာတခုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်မကြည့်ရသေးရင်ဒီဗီဒီယိုရဲ့ description မှာ link ချပေးထားပါတယ်အဲ့ဒီဗီဒီယိုလေးကိုရေးသွားကြည့်လိုက်ပါဒီနေ့ဒီဗီဒီယိုမှာတော့အဲ့ဒီဆရာကိုပို့ပြီးတော့ပြည်စုံသွားအောင်တက်ပြက်တွေခွင့်တွေဘယ်လိုထည့်မလဲဘယ်လိုတွက်ချက်မလဲဆိုတာကိုပြသပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တက်ပြက်တွေခွင့်တွေကိုတစ်ခုချင်းစီရိုက်ထည့်ကြမလို့အောင် drop down list ပုံစံပြုလုပ်မှာဖြစ်ပါတယ် V5 ကနေပြီးတော့ AF70 အထိဆက်လက်ပေးလိုက်ပါမယ် keyboard က Alt ရဲ့ D ရဲ့ L ရဲ့ကိုအစင်လိုက်နှိပ်ပါမယ် data validation box ကြာလာတဲ့အခါမှာတော့ any value ဆိုတဲ့နေရာမှာတစ်ချက်ကလစ်ပြီးတော့ list ကိုရွေးပါမယ်ပြီးရင် source အောက်က text box ထဲမှာကစားချပြီးတော့ P, A, L လို့ရိုက်ပါမယ်ပြီးရင် OK နှိပ်ပါဒါဆိုရင်တော့တက်ပြက်တွေခွင့်တွေကို drop down list ပုံစံအနေနဲ့ရွေးချယ်လို့ရသွားပြီဖြစ်ပါတယ်ဒါကိုပို့ပြီးတော့ကြည့်လို့ကောင်းသွားအောင်လို့ conditional formatting ကိုသုံးပြီးတော့ present ဆိုရင်အစိမ်း absent ဆိုရင်အနီး leaf ဆိုရင်အပြာဆိုပြီးတော့ font color ကို auto ပြောင်းအောင်ပြုလုပ်မှာဖြစ်ပါတယ် conditional formatting ကိုနှိပ်ပါမယ် manage rule ကိုနှိပ်ပြီးတော့ new rule ကိုထပ်နှိပ်ပါမယ် use a formula to determine ဆိုတာကိုနှိပ်ပါမယ်ပြီးရင်အောက်က text box ထဲမှာကစားချပြီးတော့ equal to b5 equal to p လို့ရိုက်လိုက်ပါမယ် p ကိုကျွန်တော်တို့မျက်တောင်အဖွင့်ပိတ်နဲ့ရိုက်ရမှာဖြစ်ပါတယ်p ဖြစ်ရင်ကျွန်တော်တို့ကဘယ်လိုသတ်မှတ်မှာလဲဆိုတာကို format ရွေးပြရမှာဖြစ်ပါတယ်ဒါကြောင့် format ကိုနှိပ်ပါမယ်font color ပြောင်းမှာဖြစ်တဲ့အတွက် font color ကိုသွားပြီးတော့ကျွန်တော်တို့အစိမ်းရောင်လေးရွေးလိုက်ပါမယ်ပြီးရင် OK ပါမယ်နောက်ထပ် new rule ကိုထပ်နှိပ်ပါမယ်ပြီးရင် use a formula to determine ဆိုတာကိုထပ်နှိပ်ပါမယ် text box ထဲမှာကစားချပြီးတော့ equal to b5 equal to a လို့ရိုက်ပါမယ် a ကမျက်တောင်ဖွင့်ပိတ်ထဲမှာရိုက်ရမှာဖြစ်ပါတယ်ပြီးရင် format ကိုနှိပ်ပြီးတော့ font color မှာအနီလေးရွေးပြလိုက်ပါမယ်ပြီးရင် OK ပါမယ်နောက်ထပ် new rule ကိုထပ်နှိပ်ပါမယ် use a formula to determine ဆိုတာကိုထပ်နှိပ်ပါမယ် text box ထဲမှာကစားချပြီးတော့ equal to b5 equal to l လို့ရိုက်ပါမယ်မျက်တောင်ဖွင့်ပိတ်နဲ့ရိုက်ရမှာပဲဖြစ်ပါတယ် format ကိုနှိပ်ပါမယ် font color မှာအပြာလေးကိုရွေးလိုက်ပါမယ်ပြီးရင် OK လိုက်ပါမယ်ဒါဆိုရင်တော့တက်ရက်ဆိုရင်အစိမ်းရောင်လေးတွေဖြစ်နေမှာဖြစ်ပြီးတော့ပြက်ရက်မှာအနီရောင်လေးတွေဖြစ်မယ်ခွင့်ရက်ဆိုရင်တော့အပြာရောင်လေးနဲ့ပြနေမှာဖြစ်ပါတယ်အခုတယောက်ချင်းစီအတွက်တစ်လားလုံးမှာတက်ရက်ပြက်ရက်နဲ့ခွင့်ရက်ဘယ်နှစ်ရက်ရှိလဲဆိုတာကိုတွက်ချက်မှာဖြစ်ပါတယ် present အတွက် formula ရေးပါမယ် ag5 ဆဲခွက်ထဲမှာ equal to count if ခွင့်စားလို့ရိုက်ပါမယ်ပြီးရင်စစ်မဲ့ cell range ကိုဆက်လက်ပေးပါမယ် cell range မှာကျွန်တော် column ကို lock ချမှာဖြစ်ပါတယ် row ကိုတော့ lock မချပါဘူး column ကို lock ချမှာဖြစ်လို့ b ရှေ့မှာဒေါ်လာဆိုင်းထည့်မယ် af ရဲ့ရှေ့မှာဒေါ်လာဆိုင်းထည့်ရပါမယ် column ကို lock ချတာက absent နဲ့ leave အတွက်ပါ face ဆွဲပြီးတော့သုံးမှာဖြစ်လို့ column တိုင်းလေးရွေ့သွားလို့မရတဲ့အတွက် lock ချထားတာဖြစ်ပါတယ် row ကိုဘာလို့ lock မချတာလဲဆိုရင်အောက်ကဆဲခွက်တွေအတွက် face ဆွဲတဲ့အခါမှာ row က lock ဖြစ်နေရင် row 5မှာကြီးဖြစ်နေမှာဆိုလို့မို့ကြောင့် row ကို lock မချတာဖြစ်ပါတယ်ပြီးရင် comma ခံပါမယ်စစ်မှာက p ကိုစစ်မှာမို့ကြောင့် p ကိုမျက်တောင်အဖွင့်ပိတ်နဲ့ရိုက်ပါမယ်ပြီးရင် enter ခေါက်ပါပြီးရင်တော့ absent နဲ့ leave အတွက်ကိုကျွန်တော်တို့ face ဆွဲလိုက်ပါမယ်ပြီးရင် absent က p ဆိုတဲ့နေရာမှာ a လို့ပြောင်းရိုက်ပါမယ်နောက်ပြီးတော့ leave ထဲက p ဆိုတဲ့နေရာမှာ l လို့ရိုက်လိုက်ပါမယ်အခုဆိုရင်ကျွန်တော်တို့ present absent leave သုံးခုလုံးကိုကျွန်တော်တို့ copy ကူးပါမယ်သုံးခုလုံးကို control C နဲ့ copy ယူမယ်ပြီးရင် paste ချတဲ့နေရာမှာ right click နှိပ်ပြီးတော့မှ formula ဆိုတဲ့ဟာကိုပဲရွေးပြီးတော့နှိပ်ပါမယ်ဘာလို့လဲဆိုတော့ fill လောက်တာတို့ရိုးရိုး copy paste လောက်တာတို့ကကျွန်တော်တို့သူ့ရဲ့ format တွေကိုပါ copy ကူးသွားမှာဖြစ်လို့ပါကျွန်တော်တို့က format တွေကို copy မကူးကြပါဘူး formula လေးတွေကိုပဲ copy ကူးကြတာဖြစ်တဲ့အတွက်ဒီနည်းလမ်းနဲ့ကျွန်တော်တို့ copy ကူးပါမယ်ခုဆိုရင်တော့ရိုးရှင်းပြီးတော့တကယ်အသုံးဝင်တဲ့ internet ဆရာတစ်ခုရသွားပြီဖြစ်ပါတယ်ဒီ Excel file template လေးကို download ရယူချင်တယ်ဆိုရင်ဒီ video ရဲ့ description မှာ download link ချထားပေးပါတယ်အဆင်မပြေတာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ် Excel နဲ့ပတ်သက်တဲ့အသုံးဝင်နည်းလမ်းတွေကိုအပတ်စဉ်တင်ပြပေးသွားမှာဖြစ်လို့ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ The Excel Guide ကဦးညီဖြစ်ပါတယ်